ရဟိုအားလုံးမင်္ဂလာပါဒီနေ့အရန်ကိုမှဆာလို့ကောင်းပြီးတော့ဘတ်ဂျက်လေးစေးဖြစ်တဲ့အရွက်တုပ်လေးတစ်မျိုးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီရွက်ကဂျပန်လို့ဆိုလို့ရှိရင်ခိုမကျနာလို့ခေါ်ပြီးတော့မြန်မာလို့ဆိုလို့ရှိရင်တော့မုံညင်းရွက်လို့ပြောမလားမသိဘူးရှင်များသောအားဖြင့်သူ့ကိုကြေးဦးထဲမှာထည့်ပြီးတော့စားကြတယ်ပေါ့နော်မြန်မာပြည်ကဒီရှမ်းကျင်လောက်တဲ့မုံကြီးရွက်နဲ့တော့မတူပါဘူးရှင်အရင်ဆုံးရေစေးတန့်စင်ထားတဲ့အရွက်ကိုကျွန်မက3ပိုင်းလိုက်တယ်ပြီးရင်စားနှင်းငယ်ထည့်ပြီးတော့ရေလေးထဲမှာခဏလောက်စိမ်ထားလိုက်တယ်ပေါ့နော်ရင်နွေးအရင်ပွက်ပွက်ဆူအောင်တည်ထားလိုက်တယ်ပြီးရင်အယိုးလေးကနေစပြီးတော့ပြုတ်မယ်ပေါ့နော်ပြီးမှအရွက်ကိုထည့်သွားမယ်ပြုတ်တဲ့ခါမှာကျွန်မဘာပြုတ်စားနှင်းငယ်ထည့်ပြုတ်တယ်ပေါ့နော်ပြီးရင်အဖုံးလုံးဝမဖုံးဘူးအဖုံးအုပ်လိုက်လို့ရှိရင်အရွက်ကညိုပြီးတော့လေအဲ့လိုစိမ့်စိမ့်လေးမနေတော့ဘူးပေါ့နော်အရွက်ပြုတ်ရပြီဆိုလို့ရှိရင်ရေအေးလေးနဲ့ခဏစိမ်ထားလိုက်တယ်တုတ်တော့မယ်ဆိုလို့ရှိရင်ရေကိုပြောင်းညှစ်ပေးလိုက်တယ်ပြီးရင်ကျမကြက်သွန်နီထည့်တယ်အရသာအတွက်စားအချုံမုံနှင်းငယ်နဲ့ကျမမှုရအောင်လို့နှမ်းစီနှင်းငယ်ထည့်တယ်ပြီးရင်နှမ်းတောင်းလေးလည်းထည့်ပါတယ်ရှင့်ပြီးတော့မြေဘဲဆန်နဲ့ကျမကြက်သွန်ပြို2မွားလောက်ကိုရောပြီးတော့ထောင်းပြီးတော့ပေါ့နော်တခါလေးထည့်ပြီးတော့နေလိုက်တယ်အဲ့အတွက်ကြောင့်စီချက်လေးချက်စရာမလိုတော့ကြက်သွန်ပြိုနှမ်းလေးလည်းပါပြီးတော့အရန်စားကောင်းပါတယ်ဒီရွက်ကိုကြော်စားတာထက်ပေါ့နော်ဒီလိုမျိုးတုတ်စားတာပို့ပြီးတော့အရသာရှိပါတယ်အားလုံးပဲတစ်ခါလောက်ဖြစ်ဖြစ်လှုပ်စားကြည့်ပါနော်ဂျာနေ